အမျိုးသမီးအိမ်သာသီးသန့် project ကြီးရမိုက်တော့ဘောမင်းမိုက်တယ်အများဆုံးအမျိုးသမီးအိမ်သာသီးသန့် project ကိုရငါအခုပဲပြုတ်သွားတာဘာဖြစ်လို့လဲပတ်လည်းကိုမှန်နေကပေးလို့လေအပေါင်းကြီးကုန်ပါတော့ဒီအိမ်သာလုံဝဲဆိုဒီမှာကိုမစီးပွားပြအစမပြေပါဘူးကွာငါတော့အခုလုပ်ငန်းတွေလုပ်နေတာကွာလိုင်းပေါ်မှာကြည့်ရင်အလုပ်ငန်းရှာခွေးမှာတွေ့တယ်ဘာလုပ်ငန်းလဲမင်းတို့အလုပ်တွေ့ထားတယ်ဟာတော့ဘာလုပ်ငန်းလဲရန်ကုန်ကိစ္စဥယျာဉ်မှာအလုပ်ခေါ်နေတယ်။အော်ဟုတ်တယ်ဦးကြီး။မိုက်မင်းကကိစ္စချစ်တဲ့လေရန်ကုန်ကိစ္စဥယျာဉ်မှာလာတာကတလောက်ကို8သိန်း8သိန်းတော့8သိန်းများပါပါစရင်ငိမ့်စားပြီးတောက်ပြီးစရင်ငိမ့်8သိန်းညာအော်မိုက်တယ်တော့မင်းတို့ကြိုက်တယ်နော်မင်းတို့ကမဲ့လောက်ကမွေဝဲကိုလွတ်တိုက်ရလို့တီးကိုပေါက်တော့လို့လို့မွေဝဲကိုလွတ်မတိုက်ချင်သူကရွေးလို့ရတယ်ဘာလို့မနက်ဆောက်4နိုင်လောက်ကြားကိုသွားတိုက်နေရကျူတော့လားဒါမှမဟုတ်လည်းမင်းလုပ်ငန်းတွေလုပ်ပါလားဘာလုပ်ငန်းလဲဟမ်ဘယ်လုပ်ငန်းလဲမင်းအခုကငါပြောပြမယ်နော်ငါတို့ရှင်းမိုင်နဲ့ကြော်ရနဲ့သမိုင်းသားတို့ကြားမှာကြိုက်ဝိုင်းဖျားပွဲကြိုက်ဝိုင်းဖျားပွဲမှာကိုဖိုးချစ်ကတယ်လေမျိုးစပါးကိုချစ်တာလေမြို့လေကောင်မှာကတာဆိုတော့မင်းပထမညကပြီးသွားပြီအခုဒုတိယညမနေ့ကညတညကြံလေးကြံလေးမင်းစီးပွားရေးလုပ်လို့ရအောင်ပြောတာနော်ဘာလုပ်ငန်းလဲဟမ်ဘာလုပ်ငန်းလဲဟောရုံပေါက်ပေါက်ကိုသွားနော်လူကြီးထိုင်ပါတွေဝယ်ထားတယောက်ကိုတစ်ခုစီရောင်းသူတို့ဒီမှာဘယ်မှာသိပေါက်စရာနေရာမရှိမင်းတရားထဲနဲ့ချမ်းသာလောက်တယ်ငါတိလို့ပေးမယ်ငါဒိုင်ဘာရောက်ပြီပဲထားပါတော့မနေ့မိုးလင်းလို့သူတို့တွေအဲ့ဒိုင်ဘာကြီးတွေချွတ်ချွတ်မျိုးတော်တင်းနေမှာပြတာမင်းလိုက်ပြီးတော့သွားပြန်နေရပြီဟောထုတ်တယ်ကောင်အဲ့မှာပတ်ပတ်လည်းအိမ်ရအကုန်လုံးအားတွေပိတ်ထားတာငါသိတယ်ကားနာလေးမှာပတ်သက်ပြောကြနာဟောင်းနေတာငါတော့ကားလို့ပြေးလို့ပြောတော့ဘူးငါတော့အော်ငါတို့အဲ့ရောက်နေတော့ဘာအောင်မစားလို့အားနာတော့ငါတော့ပိတ်ထားတယ်ဒါလည်းရောက်မင်းသိမှုနဲ့ငါတော့မင်းလည်းကလည်းခုဒီမှာလာပြတာအကြောင်းမဲ့မဟုတ်ဘူး